Mya Tayada Nige Tagata Wega Tayo Balido Bekuni Tayoga Tono Bido Bela Teri Abadan Deyaro Mada Najaya Bela Disaloni Alam Pabiada Bela Biampa Bela Sura Chow Dong Chow Ke Dilo Dibe Ya Amyoda Mingli Deyaye Name Pit Yisipo Binyada Yocho Asemye Nalondaga Kaimare Yisipo Binyada Yocho Babile Kilo Bioye no Zagalonga note the Bobia Yoja Wino Beyajaga Bade Pyayam Be no Mama Mabavene Mimi go ascend the pin do that daga Atla Beroma Mabim About Asa Anang Aso Ani Howdy Miera 20 Quebec Bolo Be Diludua Nalong Dene Adura, do say Buddha Bata came made the Modayan came a Via Yigo, Yasabia horrible dime. Eraduna go like Bido. Why Bido? Yesine yo, Yarune yo, Amune yo, Gone yo. Nabido, Pyayam Yade, Yoja Bongo Duga. Where they go about one swenny, the Ladadi Lobe. Quega about Lada like the loop. Erelo Nalong doing look. Bayaja now, Mamma, Palma Bene. The long you were so Wegone Kana Yare Bawa. Bane Son family. Bawaya song, Nandaraya song, Dogaya song. Sharpwebo so biro. Yasavia Miriro Ji Gorami, Mahabazabadi. Erima Dhabiro, Yahweh. Yahweh Bibi, Mirira Gorami, then Japia Dare. Kamadan de Yago Jindonlo, Donla, a drama be, Duyana Mayi Pietor. Era lebe Yojariga, La Roma. Mokhe Boeli Mia Lumoloso Biro. Manashina Iguna Ilaso Jama Yajari, the Povela Nija. Yane Jan Lebe, Chingo Neti, Pioyamaga Camelolo Lajar. Ero Luwa Donga Lebe, Yaja Wine, Yahawa Biro, a shame of you. Era young Malo Lelo Sura, did Ludigo Shambo Reda Barigo Shambo Yo Jebio Drumiano Without Chifu Gino Gauned, Lushambo Manesoji said on John Deca 12, Sons of the Sabi, the John Deca 12. Seron Jauye and now Yausima, Do Oji the Kushire. Edi Dojiga, Anda Wana Kore. Kolaja Agani Nidore Dolu Debeya. Kadaba Miasavia Ledega, Miasikane Lungaya, Aidoma Nire, Aidoma Bedore. Edi Donga Kola, Agando, Balido, Anda Wana. Borama Baya letted Dokala Ati Edido Oji Shire. Bodegaya Miabuda Zeron Yawi Edidoji Shajija. Gumashira, a mere down Dubi, a go low hala, Galadi, Blada Po, Namia Po, Lobijara, they do it beyond that. Anondo Jire Dhabido, the knee long breathe. Kamaji Boli Maneshina Iloga, Dore Yaudebo.
ည8 နာရီလောက်အထိပေါ့တဏှိလုံးတော်ထဲမှာသူထိုင်းနေအလကားတော့ထိုင်းနေတာတော့မဟုတ်ဘူးပေါ့အစာလို့ပြောမယ်ဖလသမပဝင်စားတယ်ဘာလို့တဲ့လူတို့ပြိဿရှောင်းတာကိုတော့ပါဠိလိုပြောရင်ကာယဝိဝေကအလုံးပြောကာယဝိဝေကောတိခဏသင်္ကဏိကံဝိနောဒေတိကာယဝိဝေကောတိကာယဝိဝေကဆိုတာကတော့ခဏသင်္ကဏိကံလူတုပရိသတ်နဲ့အပေါင်းအဖော်တွေကဝိနောဒေတိရှောင်ရှားလို့နေတယ်လူတုပရိသတ်ကိုရှောင်ရှားပြီးတော့နေတာကိုကာယဝိဝေကခေါ်မယ်လူတွေကိုရှောင်ပြီးတော့တယောက်တည်းနေပြီမဲ့စိတ်တွေကများနေရင်လည်းပရိသတ်ကြီးမချမ်းသာသေးဘူးပေါ့အဲ့ဒါလူလဲတယောက်တည်းစိတ်လဲတစ်စိတ်တည်းမကောင်းဘူးလားအေးအဲ့ဒါကိုအဘိဓမ္မာမှာပြောတာတစ်စိတ်တည်းတာယုံနဲ့နေတာကိုဧကကတာပါတယ်လေအဲ့ဒါလိုလဲနေနေရစိတ်တဝိဝေကောတိစိတ်တဝိဝေကဆိုတာကတော့ကဏ္ဍသင်္ကဏိကံအာရမဏသင်္ကဏိကံအာယုံဆိုတဲ့စိတ်ရဲ့အပေါင်းဖော်တွေကိုဝိနောဒေတိဖေရှားပြီးတော့နေတာပဲလို့တထဘောကောင်းစွာမသွေမှတ်ထိုက်ပါပေကောင်းသတည်းလူရှောင်ပြီးတော့တယောက်တည်းနေတာကိုကာယဝိဝေကခေါ်မယ်ကြိုက်တာရအလွန်ကောင်းတယ်မကြိုက်တာရင်တော့ပြင်းစရာကြီးပဲတယောက်တည်းစိတ်တဝိဝေကောတိစိတ်တဝိဝေကဆိုတာကတော့အာယုန်တွေကိုအကုန်လုံးဖယ်ရှားပြီးတော့တစိတ်တည်းနေမယ်ပြောရဘယ်လိုနေမယ်အဲ့ဒါကတော့သမာဓိစတင်ထူထောင်ရပြီးတော့ဝိပဿနာလုပ်မယ်သမာဓိလုပ်ငန်းဝိပဿနာလုပ်ငန်းတွေပြီးသွားတော့လောကုတ္တရာစိတ်ကိုရတယ်။ဘာတွေရလောကုတ္တရာဆိုတာလောကကြီးတွေကိုလွန်သွားတယ်လို့အဓိပ္ပာယ်ရှိတယ်။လောကုတ္တရာဆိုတာလောကကိုလွန်သွားပြီလောကထဲမှာမဟုတ်တော့ဘူးဒီလူတွေထဲတော့နေခြင်းနေမှာပေါ့ဒီလူတွေပေါ်မှာစိတ်မရှိဘူးအယတ်ထဲတော့နေခြင်းနေမှာပေါ့ဒီအယတ်ထဲမှာရက်ွက်ထဲမှာမျိုးထဲမှာရွာထဲမှာမျိုးစိတ်ရွာစိတ်လုံးဝမရှိတော့အဲ့ဒါလောကုတ္တရာခေါ်လိုက်အေးအဲ့တော့သေလာထေရီသည်နာနဲ့စောစောမတ္တစီဝရမာဒာယသဘိနဲ့သင်္ကန်းကိုကင်ဆွဲ၍သာဝတိပိန္ဒာယပဝိသိသာဝတိမြို့မှာဆွမ်းခံဝင်တယ်ဗိဒပတ္တပဋိက္ခန္တောဆွမ်းခံရွာကထွက်ဆွမ်းစာကြောင်းကထွက်ခွာခဲ့၍စောစောစီစီဆွမ်းစားတဲ့ကြောင်းမှာလူမရှုပ်သေးခင်အန္တဝနံဣဇောကဟိတဝအန္တဝံတောအုပ်ထဲကိုသူကြွဝင်သွားတယ်အညတရသမေရုခမူလေသစ်ပင်ရင်တစ်ခုမှာပရိသတ်ရေဘယ်မှာတောအုပ်ကြီးတဲ့သစ်ပင်ရင်တစ်ခုမှာနထသင်္ကန်းလေး၄ကောက်ခောက်ခင်းသင်္ကန်းကောက်ကလေးဘောထိုင်သပိတ်ကလေးရှင်းနာချရှင်မြတ်ကစပင်မြတ်တလံမြတ်ရှိတဲ့ခန္ဓာတစ်ခုလုံးဝိပဿနာတင်တယ်ဝိပဿနာတင်တာကဘာလဲဆိုတော့တူတူလေးတစ်လုံးနဲ့ပြောမယ်ခယဝယပတိပိလနထေနာဒုက္ခံတော်ပြီဝိပဿနာခယဝယပတိပိလနထေနာဖြည့်ချင်းပြည့်ချင်းဤနှမျိုးတို့ဖြင့်ဧသယေဘယ်နှမျိုးဘာနဲ့ဘာဖြစ်တာရဲ့ပြက်တာရဲ့ဖြစ်တော့လဲနှိမ့်ဆက်တာပဲတဲ့ပြက်တော့လဲနှိမ့်ဆက်တာပဲတဲ့နော်ဖြည့်ချင်းပြည့်ချင်းဤနှမျိုးတို့ဖြင့်အစစ်မပြ
နှိမ့်ဆက်၍နေသောကြောင့်ဒုက္ခဒုက္ခဝေဒကပြည့်ချင်းပြည့်ချင်းဤနှမျိုးဖြင့်နှိမ့်ဆက်နေတာကိုဘာလို့ခေါ်ဒုက္ခဆိုတာဖြစ်လဲဒုက္ခပဲပြည့်လဲဒုက္ခအဲ့ဒါကိုခြေပြမ်းမှာသပင်ပြအစဆုံးအကုန်ရှုတယ်အမျိုးကောင်းသမီးသေလာထေရီနော်ယဟမကြီးအဲ့ဒီဖြစ်ပျက်ကိုရှုတဲ့ဝိပဿနာဉာဏ်ရဲ့အစီအစဉ်က10ခုရှိတယ်10ခုဘုန်းကြီးတို့မပြောတော့ဘူးဉာဏ်10ရန်ဆုံးသွားတော့စောစောကပြောတဲ့လောကုတ္တရာစိတ်ဝင်လာတယ်။ဘာစိတ်လောကတည်းမဟုတ်တော့ဘူးလောကရဲ့ပြင်ပလှမ်းကြည့်လောကတည်းမှာကတော့ဖြစ်ပျက်နဲ့နှိမ့်ဆက်တာတွေ့မှာပေါ့လောကပြင်ပလှမ်းကြည့်လိုက်တော့ဖြစ်လည်းမရှိပြည့်လည်းမရှိတော့နှိမ့်ဆက်တာလည်းမရှိတော့နော်အဲ့တော့ဘာသွားတွေ့လဲလို့ဆိုတော့ပရိသတ်ကြီးနိဗ္ဗာန်သွားတွေ့တာပြောဘာတွေ့လဲနိဗ္ဗာန်လည်းတွေ့လိုက်တော့ဖြစ်လည်းမရှိပြည့်လည်းမရှိတော့ဘာရှိလဲဆိုရင်ပရိသတ်ကြီးမှတ်တာပန္တိလက္ခဏာနိဗ္ဗာန်နိဗ္ဗာန်ဆိုတာကငြိမ်းချမ်းတဲ့သဘောတတ္တိရှိတယ်ပြောရပါရှိလဲအစုတိရတ္တန်တဲ့တည်ငြိမ်တဲ့အရာသာရှိတယ်ဘာနဲ့ဘာလဲငြိမ်းချမ်းတာနဲ့တည်ငြိမ်တာအလုံးပြောလောကတွေကတော့မငြိမ်းချမ်းဘူးတည်လည်းမတည်ငြိမ်ဘူးဟုတ်လားလောကထဲမှာကတော့ငြိမ်းချမ်းခြင်းလည်းမရှိဘူးတည်ငြိမ်ခြင်းလည်းမရှိဘူးလောကုတ္တရာလေးရောက်သွားရောငြိမ်းလည်းငြိမ်းချမ်းတယ်တည်လည်းတည်ငြိမ်တယ်လောကနဲ့လောကုတ္တရာကွာသွားတာတခြားပြောကြတယ်အများကြီးပဲဒီကနေ့ဒီလောက်ပဲမှတ်တာတန်တိလက္ခဏာနိဗ္ဗာန်ငြိမ်းချမ်းတဲ့လက္ခဏာရှိတာကိုနိဗ္ဗာန်ခေါ်မယ်အစုတိရတ္တံဘယ်တော့မှမလှူရှားမရွေ့ရှားတဲ့သဘောကိုဘာလို့ခေါ်မလဲနိဗ္ဗာန်ခေါ်မယ်အဲ့ဒီနိဗ္ဗာန်ဓာတ်ထဲကိုသူစိတ်ကဝင်သွားပြီးတော့ကြည်နေတော့ငြိမ်းချမ်းတဲ့တည်ငြိမ်တဲ့အရာသာလေးကိုခံစားနေတာအဲ့ဒါကိုဖလသမပဝင်စားတယ်ခေါ်တယ်နောက်တစ်မျိုးခေါ်ရသေးတယ်ဝိမု ക്തി ဒုက္ခကိုခံစားတယ်ပြောဘာခံစားဝိမု ക്തി ဆိုတာကလွတ်မြောက်တယ်လို့အဓိပ္ပာယ်ရတယ်ဝိမု ക്തി အဓိပ္ပာယ်ဘယ်ကလွတ်သွားတာလဲလောကတွေကလွတ်မသွားဘူးလားအဲ့ဒါမှချမ်းသာတာတန်တိလက္ခဏာနိဗ္ဗာန်ဝိမု ക്തി ရတံငြိမ်းချမ်းတဲ့လက္ခဏာမှာဝိမု ക്തി အရသာရှိတယ်အဲ့ဒါကြောင့်ဝိမု ക്തി ဒုက္ခပဋိသင်္ဝေဒိဝိမု ക്തി ဒုက္ခကိုခံစားတော်မူလျက်မနက်ပိုင်း၈နာရီလောက်ကစတယ်လို့ဆိုရအောင်ည၈နာရီလောက်ကြမှာသူထိုင်ရာကထမယ်နာရီပေါင်းဘယ်နှနာရီထိုင်မလဲ12နာရီဘယ်လောက်လဲဖြစ်ပြတာရှုတယ်12နာရီထိုင်ဖို့အသာဒါ12မိနစ်ထိုင်ဖို့တော်ခက်ဝိမု ക്തി လဲဆိုလိုက်ရောပြိဿကြီးအကောင်လုံးလွတ်နေပြီလေဖြစ်တာလဲလွတ်နေပြီပြက်တာလဲလွတ်နေပြီနှိမ့်ဆက်တာလဲလွတ်နေပြီဘာတွေ့ငြိမ်းချမ်းတာနဲ့တည်ငြိမ်တာအဲ့ဒါတနေ့လုံး12နာရီလုံးကိုငြိမ်ပြီးတော့အဲ့ဒါထိုင်ပြီးခံစားနေတာဒီတော့ဘုန်းကြီးတို့ပါဠိတော်မှာပြောတယ်နော်ဧကဟံတနေ့လုံးပရိသတ်ဧကဟံပါတယ်လေတနေ့လုံးဝိမု ക്തി ဒုက္ခပရိသင်္ဝေတိဝိမု ക്തി ဒုက္ခကိုခံစားတော်မူလျက်တနေ့လုံးပါခံစားဝိမု ക്തി ဒုက္ခကိုခံစားတော်မူတယ်ကောင်းလိုက်တာဧကပလင်ကိနတမလင်ကွယ်တခွေရဲနဲ့တနေ့လုံးထိုင်နေတာတမလင်ကွယ်ဘယ်နှခွေ
ခုပရိသတ်နော်ကိုအခွေကိုရထားဘုန်းကြီးတို့ခုပြောနေတာမိနစ်20ရှိပြီဘယ်နှခွေရပြီလဲရေတွေကငါကုန်းပေါ်ဆက်ထားသလိုပဲဒီလိုဖြစ်လူးနေတယ်ဟိုဘက်ပြောင်းဒီဘက်ပြောင်းဒီထက်ဘာမှနားမလဲတဲ့ခလေးပေါက်စာခေါ်လာသိတော့ပို့ဆိုးတော့ဧကဟတနိလုံးလုံးဧကပလင်ကိနတမလင်ငွေတခွေရဲနဲ့ဝိဗုဒ္ဓဒုက္ခပရိသံဝေတိဝိဗုဒ္ဓဒုက္ခကိုကံစားတော်မူလျက်နိတိဒီဣရိယပဋ္ဌမြတ်တရွှင်ပြုံးငါတတေသုံးဆန်နေတော်မူခဲ့ပါပေသတည်းရေသားရဲ့ဝိမု ക്തി ဒုက္ခကိုကံစားလို့ထိုင်နေတာမနဲ့၈နာရီမှည၈နာရီပေါ့အချိန်ကိုသတ်မှတ်လို့ရတယ်အများဆုံးဘယ်လောက်ထိုင်နိုင်လဲဆိုလို့ရှိရင်ပြိဿရဲ့မှတ်တာ9ရက်ထိုင်နိုင်တယ်ဓမ္မအသက်9ရက်ကိုဗျာနော်အဲ့တော့ယဟန္တာမကြီးတွေယဟန္တာယောက်ျားတွေအဲ့ဒီအန္တဝတ္တဥကြီးတွေမှာသစ်ပင်ရင်တိုင်းသစ်ပင်ရင်တိုင်းမှာရေတော်ကျောင်းတိုက်ကြီးလူစီကားလို့လူရှောင်ဖို့ထွက်ပုံးနေကြတာအများကြီးပဲဗျာသစ်ပင်ရင်တိုင်းရှိည8နာရီလောက်ရောက်ပြီလို့ဆိုကြရအောင်7နာရီလောက်ရောက်တော့ဘသူလာလဲဆိုတော့မာနလာမှောင်နေတဲ့တောကြီးတဲ့အယောင်တွေလွတ်ထည့်လိုက်လင်းသွားတယ်လဲသွားရသစ်ပင်ရင်းနေမန္တကြီးလျှောက်ကြည့်တယ်သစ်ပင်ရင်းတိုင်းမှာပြိဿရေယဟန္တာကြီးတွေယဟန္တာမကြီးတွေဘာလုပ်နေကြလဲဖလသမပဝင်စားတော်မူနေကြတယ်နော်ကြည်ညိုတတ်တဲ့ပုဂ္ဂိုလ်အတွက်ကုသိုလ်အကြီးကြီးရငြိမ်ပြီးတော့မလုံးမရှက်တမလင်ကိုမဖြစ်ဘဲနဲ့ဖို့ဝင်စားနေကြတာမန္တကတပန်းစီလျှောက်ကြည့်တယ်ယန္နာကြီးတွေယန္နာမကြီးတွေတော်ရဲလျှောက်ကြည့်သေလာထေရီရဲ့အနာသို့ရောက်ပြီးဆိုတော့မာနကနောက်ကကြည့်တယ်ရှေ့ကကြည့်တယ်ဘေးကကြည့်တယ်အရွယ်ကလည်းကောင်းတယ်ရုပ်ကလည်းချော့တယ်မျိုးလည်းမြတ်တယ်ဆိုတော့ဒါလောက်လှပ်ပါတဲ့အမျိုးသမီးဟာနတ်ပြည်မှာလည်းအများကြီးရှိမှာပေါ့ဒါပေမဲ့ဖောက်ပြန်တဲ့တတ္တဝါတကောင်ဟာလေအဲ့ဒီလူမိမချောကိုလည်းပဲသူကြိုက်လိုက်သေးတာပဲအဲ့ဒါကြောင့်ဒီမိမခေါင်းရိပ်ပြီးကတုံးကြီးနဲ့အပိုင်းဖြတ်ထားတဲ့အဝတ်ကြီးဝတ်ပြီးတော့ခွက်မဲမဲကြီးကိုင်တော်ရဲလာမှိုင်းနေတာတစုံတစ်ခုတော့သူအစင်မပြေလို့ဖြစ်မယ်တွေးနတ်မာနရဲ့တွေးခေါ်ပုံကြီးကအဲ့ဒီလိုအဲ့ဒါတွေးပြီးတော့ငါစမ်းကြည့်အောင်မယ်ယန္တာဟုတ်ရင်တော့လည်းငါနောက်ဆုံးမယ်မဟုတ်ရင်တော့လည်းချော့ပြီးတော့နတ်ပြည်ခေါ်သွားမလို့အမေဘေဘချောတရားကိုမာနကဘယ်ခေါ်မလို့လဲဥက္ကလပကောင်မတွေသတိထားမာနနဲ့တွေ့ရင်အဲ့ဒါပါသွားအောင်မယ်မာနတွေတိုင်းပြည်မှာမွေးနေတာသဘောပေါက်ခဲ့လားအများကြီးပါသွားကုန်ပြီလေနော်မကြခင်ကသတင်းတစ်ပုဒ်တာတွေ့လဲတဲ့တရုတ်ပြည်မှာဗမာပြည်ကကောင်မချောချောလေးတွေ9500ရောက်ဘယ်အရက်ကဘသူတွေရောင်းစားလိုက်တယ်လဲမသိဘူးနော်မာနတိဒုက္ခပေးတယ်အဲ့ဒါအလုံးမဲ့မာနရဲ့အလှည့်ပေါက်ကိုမခံရဘူးအရေးကြီးဒါကတော့လောကရေးရနော်ဘုန်းကြီးတို့ကြုံလို့ထည့်ပြောအဲ့တော့သေလာထေရီရဲ့အနိနာရောက်တဲ့မာနကငါစမ်းသပ်မယ်ယဟန္တာဟုတ်လားမဟုတ်လားဆိုပြီးတော့အထာဂတောကာမပပိမယုံမသောသောမာရောမာနကြီးသည်သေလာထေရီဘိက္ခုနီသေလာထေရီဘိက္ခုနီမကိုဘယံသံပိတတလောမဟတနာဥပဒေတုကာမောကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းတုန်လှုပ်ခြင်းကျက်သိမ်းထားခြင်းကို
ဖြစ်စေလိုတဲ့အတွက်ကြောင့်သမာဓိမှာသဝိတုကမှာသမာဓိပြည့်ပြီးတော့ရိုးသွတ်သွားစေခြင်းတဲ့အတွက်ကြောင့်မာရကြီးရဲ့ရွယ်ချက်တွေကောင်းသလားနော်အနှောက်အယှက်ပေးမယ်ဘယံသမိတတံလောမဟတနာဥပါဒေရုကမှာကျက်သိမ့်ထစေခြင်းနဲ့စိတ်ဖောက်ပြန်စေခြင်းနဲ့ရိုးသွတ်သွားစေခြင်းနဲ့အဲ့လိုဆိုးရတဲ့ယုံမာတဲ့ရည်ရွယ်ချက်နဲ့မာနကနရွယ်နာကပ်ပြီးတော့အော်တယ်ဗျာကေနိတံပကတံဘိမ္ပံကေနိတံပကတံအကံကွာနုဘိမ္ပံသမုပ္ပန္နကွာနုဘိမ္ပံနိရောဇတိအဲ့ဒါမာနရဲ့ဩသံမာနလို့အတန်ဆိုးကြီးနဲ့ဘုန်းကြီးကမပြောတတ်လို့ဟိုကတော့အတန်ဆိုးကြီးနဲ့ဩနေတာကေတိတံပကတံဘိမံဟဲရွှေရုပ်ကလေးလိုပဲလှလိုက်တာဘသူများဖန်ဆင်းထားပါလိမ့်မလဲဒါမြောက်တာမဲခုအသက်အစိတ်လောက်ပဲရှိသေးတယ်နော်ရွှေရုပ်ကလေးလိုလှနေမှာ80ကျော်80 90ကိုဘုန်းကြီးတော်ဆို80နှစ်နော်အဲ့ဒီအရွယ်ရောက်ရင်ဘယ်လိုဖြစ်သွားမလဲရွှွန့်ရုပ်ကြီးကိုရေစိမ်ထားသလိုဖြစ်သွားမယ်ဒီလိုဆိုတော့မဖြစ်သေးဘူးကေနိတံပကတံပိမရွှေရုပ်ကလေးလိုလှနေတယ်အဲ့ဒါဘသူဖန်ဆင်းတယ်လဲကေနိတံပကတံကရွှွန့်ရုပ်ကြီးရေစိမ်ထားသလိုဖြစ်သွားမယ်အဲ့ဒါကတော့ဘသူဖန်ဆင်းတယ်လဲနှမျိုးမေးတယ်နော်အယုတ်ဆိုတာနဲ့လှပတာပြောရပါနဲ့ပါကေနိတံပကတံပိပံရွှေရုပ်ကလေးလိုလှနေတဲ့ဘသူလှုပ်တယ်လဲကေနိတံပကတံအကံရွှွန့်ရုပ်လို့အယုတ်ဆိုးတွေအဲ့ဒါကတော့ဘသူလှုပ်တယ်လဲကွာနုပိမ္ပသမုပ္ပန္နရွှေရွှေရုပ်ကလေးလိုလှနေတာဘာကြောင့်ဖြစ်တယ်လဲဝါနုပိမနိရောဇတိရွှေရုပ်ကလေးလိုလှနေတာဘာကြောင့်ပျက်စီးရသလဲဒီတော့တော်တော်ရှုပ်ပြီးတော့မာနစကားကိုပြောရရင်လှလိုက်တာဘသူဖန်ဆင်းတယ်လဲအလှပါတယ်အယုတ်ဆိုးလိုက်တာကွယ်ဒါဘသူဖန်ဆင်းတယ်လဲဒီနှစ်ချက်ပါပဲမာနကနရွယ်နာကပ်ပြီးတော့အော်တယ်သေလာထေရီကမကြားဘူးဘာကြောင့်မကြားသလဲဆိုတော့သေလာထေရီရဲ့စိတ်ကဘယ်ထဲမှာလဲနိဗ္ဗာန်ထဲမှာဘယ်ထဲနိဗ္ဗာန်ပေါ်မှာတင်ထားတဲ့စိတ်ကိုဝရိယတတိသမာဓိနဲ့ဖန်ချီထားတယ်မဟုတ်လားအဲ့ဒီစိတ်မျိုးကိုဘာနဲ့မှလှုပ်ချုပ်ချလို့မရဘူးနော်ဒါကြောင့်သူ့ဘာခေါ်ရလဲသေလာခေါ်လိုက်ကြောက်တုံးလို့ပဲခိုင်မာလိုက်တာမကောင်းဘူးလားအမျိုးသမီးတွေအဲ့ဒီလိုစိတ်ဓာတ်ခိုင်မာဖို့လိုတယ်မခိုင်မာရင်ချော့လိုက်ရင်လည်းပဲပြော့ပြီးတော့ပါသွားတယ်ချောက်လိုက်ရင်လည်းပဲကြောက်ပြီးတော့ပြေးကုန်တယ်ထိုင်းနိုင်ငံမှာဗမာပြည်ကယောက်ျားလေးတွေမိန်းကလေးတွေ9 သန်းကျော်ရောက်သွားပြီဒါကတော့ဗမာပြည်အလုံးမရှိလို့အလုံးရှိတဲ့နေရာသွားကြတာဒါပေမဲ့ဖြားရောက်ခံရတာတွေအများကြီးရှိမလေးရှားနိုင်ငံမှာ9 သိန်းလောက်ရောက်သွားပြီနိုင်ငံတော်ရဲ့စီမံကိန်းတွေ project တွေလုပ်ငန်းတွေကိုလုပ်တဲ့အခါမှာ M4 နဲ့လုပ်ရတယ် main power လူအင်အား material power ပစ္စည်းအင်အား money power ပိုက်ဆံအင်အားနောက်ဆုံးအရေးကြီးတာကတော့ mind power စိတ်ရဲ့အင်အား 4M project တွေစီမံကိန်းတွေကိုလုပ်တဲ့အခါမှာဒီစွမ်းအား၄ခုနဲ့လုပ်ရတယ်ဘုန်းကြီးတွေကတော့ main power ပြောတယ်နိုင်ငံတော်ကပြောနေတာကတော့ main power မပြောဘူးပြောရင်လည်းဘုန်းကြီးမကြားလို့ဖြစ်ချင်ဖြစ်မယ်
သူတို့က human resource တဲ့လူအရင်အမြင့်ဒီလိုပြောကြတယ်ဘာလဲအရင်အမြင့်အရင်ကဘာလဲအမြင့်ကဘာအဲ့ဒါကြီးကမရှုပ်ဟိုရှင်နားလဲစရာသိမကောင်းမင်းပါဝါဘလောက်ကောင်းဘုန်းကြီးတို့ project တွေလုပ်နေတာအများကြီးပဲလေနိုင်ငံတော်မှာနော်အေရဝတီရေဘေးမှာဆိုဘုန်းကြီးတို့ဆောင်ရွက်ခဲ့တယ် 8.58 billion ဘုန်းကြီးတို့သီတကူရဲ့အလှနော်ဒီကနေ့ဗမာနိုင်ငံမှာမျက်စိဆေးရုံနဲ့ထွေထွေဆေးရုံမှာဘုန်းကြီးတို့သီတကူအဖွဲ့ကစောက်ထားတာ40ရောက်ပြီမကြခင်မှာဘုန်းကြီးတို့ဖွင့်မယ်ဗမောမှာနောက်မကြခင်မှာဖွင့်မယ်ကရင်ပြည်နယ်ရဲ့အရှေ့ပိုင်းရိုးရနေဆနာမှာရွှေကုတ်ကိုမှာ KNU စခန်းမှာဖွင့်မနေ့ကပဲပြန်လာခဲ့တဲ့ KNU ဗိုလ်ချုပ်တွေနဲ့ဟေ့ဆေးရုံပြီးနေပြီဘုန်းကြီးသွားကြည့်ရှုစစ်ဆေးပြီးတော့ဒါလုပ်ခဲ့တယ်နောက်မကြခင်နောက်တစ်ခုဖွင့်မှာကမြိတ်မြို့မှာဖွင့်တယ်နောက်ပလောမှာဖွင့်ဒီ project တွေကသိန်းထောင်နဲ့ချီကုန်ဆေးရုံဆောက်မယ်ဘုန်းကြီးတို့ရဲ့ဒီဇိုင်းအရာဆွဲထားတဲ့ဆေးရုံကကျပ်သိန်း4000နဲ့5000ကြားမှာအမြဲတမ်းကုန်တယ်9000အထက်ကုန်တာလည်းရှိတယ်ဆေးရုံကြီးပြီးပြီလားအထက်မှာ equipment တွေစက်ကိရိယာတွေထည့်မယ်အနည်းဆုံးသိန်း3000ကျော်300အဲ့တော့အရဒေသကလူတွေကိုမင်းတို့ဆေးရုံကော်မတီဖွဲ့ဆေးရုံကိုမင်းတို့အရကမင်းတို့ငွေနဲ့ဆောက်အထက်ထဲမှာသိန်း3000ကျော်မြတ်တန်ဖိုးရှိတဲ့ပစ္စည်းတွေငါတယောက်တည်းထည့်မယ်ဆေးရုံမှာ40သိန်းပေါင်းဘယ်လောက်လဲဒေါ်လာပေါင်းဘယ်လောက်လဲဒီကူဆိုတော့ဗိုက်ဆန်တွေခေါင်းအုံအောက်ထားတာမဟုတ်ဘူးနော်ဆုဆောင်ထားတယ်ဘယ်လိုဆုလဲပေးပြီးတော့ဆုနားလဲအောင်စဉ်းစားဟုတ်လားအဲလူထားတာတွေအကုန်လုံးကစုပြီးသားတွေပဲမဟုတ်လားဒါတော့စကားစမိလို့ပြောတာ 4M ကနေပြီးတော့ဒါထွက်သွားတာနော်နာဂတောင်တဒေသမှာလည်းရှိတယ်ဘုရားဆေးရုံအခုကရှင်ပြည်နယ်မှာမြကြီးနားဖွင့်ပြီးပြီအခုဘုံဘုံမှာဖွင့်မယ်ကိုင်းထားမင်းပါဝါလူစွမ်းအားဒါပဲမဏိပါဝါပိုက်ဆံငွေကြေးရဲ့စွမ်းအား material power ပစ္စည်းပစ္စယတွေရဲ့စွမ်းအားနောက်ဆုံးကတော့ mind နော် 4M နော်ဆေးရုံ40ကျော်ဘုန်းကြီးတို့စုဆောင်းထားတာဘာယူသွားမလဲယူသွားเสียပရိသတ်ရဲ့ဒီလောက်ဆိုနားလည်ပြီမို့လားယူသွားเสียတွေပဲဒါတွေကယူသွားတာဘာထားခဲ့မလဲဒါတွေကထားပြခဲ့တာပဲမို့လားလောက်ကြယူသွားเสียလဲရှိရမယ်ထားခဲ့เสียလဲရှိရကိုင်းသေးလားထေရီကိုပြန်ကောက်လိုက်နော်ခုဘာပြောနေလဲကေနိတံပကတံဘိမ္ပံကေနိတံပကတံအကံရွှေရုပ်ကလေးလိုလှလိုက်တာကွယ်ဘသူမြတ်ပြုလုပ်ဖန်ဆင်းတယ်လေကေနိတံပကတံကရွှေရုပ်လိုတာရုပ်ဆိုးလေးအောင်မယ်အဲ့ဒါတွေကိုဘသူပြုလုပ်ဖန်ဆင်းတယ်လေမိကောနှစ်ခုမင်းနေတယ်အဲ့တော့သီလထီရီကကြားသလားအဲ့ဒါတွေကိုမကြောက်ဘာဖြစ်လို့မကြားလဲ mind power ဘလောက်ကောင်းလဲနော်ကြောက်တုံးလို့ဘာဖြစ်နေလဲခိုင်မာသောသမာဓိဘယ်ပေါ်မှာထားနိဗ္ဗာန်ပေါ်မှာတင်ထားတာဘာစိတ်လဲအရတ္တဘုစိတ်ဘာနဲ့ခြီထားလဲသမာဓိတတိဝရိယ mind power ကောင်းဖို့အရေးကြီးတယ်မင်းပါဝါဘလောက်ပဲများများမိုက်ပါဝါမရှိရင်အဲ့ဒါခြေချင်းလိမ့်နေမှာပဲ project တစ်ခုမှာ project တော့ဖြစ်မှာမဟုတ်မင်းပါဝါလည်းရှိတယ်မိုက်ပါဝါလည်းရှိတယ်မဏိမရှိရင်လည်းဘာမှလုံးမဖြစ်တခါတည်းကျတော့မဏိကရှိတယ်မိုက်ပါဝါကဗလာဖြစ်နေလဲအဲ့ဒီမဏိက waste ဖြစ်သွားမှာနော် project တွေလုပ်ကြတဲ့အခါမှာနော်အေးဘုန်းကြီးတို့သီတကူသာသနာပြုဖွဲ့ရဲ့ဖွဲ့စည်းထားပုံရဲ့စနစ်နဲ့
လောကဆောင်ရဲ့ပုံတွေကိုဘုန်းကြီးတို့ပြိဿနားလည်ရင်ဘုန်းကြီးတို့ဝမ်းသာတယ် 4M နဲ့ဘုန်းကြီးတို့လောက်ခဲ့ကြတာခုလည်းပဲဆက်လက်၍လုံနေသလောက်သက်ရှင်သမျှဘုန်းကြီးတို့ဒါလုံပါဘုရားတေရာတွေစဉ်းစားပါလားအော့စတင်တက်ဆက်ပြည်နယ်မြို့တော်ရွှေစည်းကုံပြီးတာချပြီမကြကလေးကပြီးသွားတဲ့ရွှေတကောင်စေတီတော်မီနီဆိုတာပြည်နယ်ရဲ့မြို့တော်စိန့်ဖောသိညာရဲ့အတွင်းလောက်သွားပြီးတော့သိညာကျော်လေးမှာအဲ့ဒီမှာစိန်ဘူးတင်နောက်တစ်ခုတည်းဆောင်နေတဲ့ခရီးတစ်ဝက်ရောက်ပြီးဖလော်ရီဒါဝက်စ်ပန်ဘီချ်မှာနော်အဲ့ဒါကတော့လောကနန္ဒာစေတီတော်အနုဒမင်းကြီးရဲ့ဘုရားတွေရုရှားနိုင်ငံမြို့တော်မော်စကိုမှာရွှေစည်းကုံစေတီအခုစတဲနေပြီဒါတွေကဘာနဲ့တဲလဲဆိုခုနကပြောတဲ့ 4M နဲ့တဲ 4M နဲ့လောက်ရတယ် project တွေယူသွားဖို့လည်းပဲရိသရေစုဆောင်ထားပြခဲ့ဖို့လည်းစဉ်းစားနော်ဒါကဂျာညဘုန်းကြီးတို့ပြိဿရဲ့ mental encouragement ပေါ့စိတ်ဓာတ်ဖွံ့ဖြိုးရေးအတွက်ဘုန်းကြီးတို့ဂျာညပြီးတော့ဒါပြောပါတယ်အဲမာနကြီးအကြောင်းပြန်ကောက်လိုက်သေလာတီတီကမာနဩတဲ့အတန်ကိုမကြောက်လောကထဲမှာသူစိတ်မရှိဘူးလေဟမ်ပြိဿနားလည်လားဘယ်ထဲမှာလောကုတ္တရာဒီနှလုံးပဲပြန်ပြောသူစိတ်သည်သေလာထေရီရဲ့စိတ်သည်ဘယ်ထဲမှာလဲလောကုတ္တရာထဲမှာလောကထဲမှာ तू မနေဘူးလူကသာလောကကြီးတွေရှိနေလိမ့်မယ်စိတ်ကတော့ဘယ်မှာရောက်အေးရေတွေကကြာရွက်လို့ပေါ့ဗျာနော်ကြာရွက်တွေရေထဲမှာတော့နေတယ်ကြာရွက်ရေဆိုရဲလားမဆိုဘူးဒီလိုနေကြအဲ့ဒါသောသမတ်တဲ့အချိန်ဘယ်ချိန်ရဲ့အထိသမတ်လဲညရှင်နာရီဆိုကြပါစို့နော်ဒါခမန်းကြီးပြောတာရှင်နိုင်လောက်ကြတော့သူသမတ်တဲ့အချိန်စေးတော့ဒီချိန်ကြောင်းလဲလူကြီးတိတ်ပြီပေါ့လူကြီးတိတ်ရင်တော့ငါသမဘဝင်စားတာကိုရပ်ဆိုင်ပြီးတော့ကြောင်းပြန်မယ်အဲ့ဒီလိုကြောင်းပြန်မယ်လို့ဆိုတော့ပါလောကုတ္တရာစိတ်ရဲ့အစဉ်အတန်းကြီးဘာဖြစ်သွားလဲရပ်သွားတယ်ရပ်သွားတဲ့နိဗ္ဗာန်ရဲ့တည်ငြိမ်အေးချမ်းပုံတွေကိုလည်းဘာဖြစ်လဲမျက်နှာလွှဲလိုက်တယ်လောကရဲပြန်ဝင်လာတော့ဘာတွေဖြစ်လဲမြင်သိစိတ်ကြားသိစိတ်တွေရှုပ်ရှက်ခတ်မနေဘူးလားအဲ့ဒီမှာမာနရဲ့အတန်ဆိုးကြီးနားရဲဝင်လာတာနော်ကေနိတံပကတံဘိမ်ပန်းရွှေရုံးလို့လှနေတယ်အဲ့ဒါဘသူလောက်တယ်လဲကေနိတံပကရအကရွှေရုံးလို့တော့ရုပ်ဆိုးနေပြီအဲ့ဒါတွေကိုဘသူလောက်တယ်လဲအဲ့ဒါမေးတယ်ဒီတော့ခေတ်ကိုဘုန်းကြီးတို့ပြိဿနည်းနည်းလေးဘုန်းကြီးတို့သုံးသပ်ထားတာရှိပါတယ်မြတ်စွာဘုရားပွင့်တော်မူတဲ့ခေတ်မှာဖန်ဆင်းရှင်ဝါဒဟာနော်ဟိန္ဒူမှာပဲရှိသေးတယ်ခရစ်ယာန်ဘာသာကအဲ့ဒီချိန်ပေါ်ပြီလားမပေါ်သေးဘူးဘုရားနောက်နှစ်600လောက်ကြာမှခရစ်ယာန်ပေါ်တာအဲ့တော့ဗုဒ္ဓဝါဒရဲ့ရှေ့ကဖန်ဆင်းရှင်ဝါဒကိုဟိန္ဒူဘာသာဝင်တွေဗြဟ္မဏဘာသာဝင်ပုံနာတွေပေါ့ဗျာသူတို့တွေတိဆောက်ထားကြတာကဘာကိုဖန်ဆင်းတာဗြဟ္မာပြောကဘာဖန်ဆင်းတာအဲ့ဒါဟိန္ဒူစင်ကရသော်ဘုရားပွင့်လာတဲ့အခါကျတော့စေတနာရဲ့ဝေဒနာရဲ့တို့အောင်နှလုံးမှာဗါတယ်လေပြုလုပ်ဖန်ဆင်းတာကစေတနာအဲ့ဒီပြုဖန်ဆင်းထားတဲ့တွေကိုခံစားတာကဝေဒနာဒါဝိပဿနာဆန်းဆန်းလေးစဉ်းစားရတယ်နော်ကမ္မတ္တကာရကောနတ္ထိကံဆိုတာပြုတဲ့ပုဂ္ဂိုလ်သတ္တဝါမရှိဘူးပြုတဲ့ပုဂ္ဂိုလ်သတ္တဝါရဲ့လို့ပါတယ်လေမရှိဘူးစေတနာပဲရှိတယ်ဝိပါကသသဝိရကောဆင်းရဲချမ်းသာကိုခံစားတဲ့ပုဂ္ဂိုလ်သတ္တဝါလည်းမရှိဘူးဆင်းရဲရတဲ့ချမ်းသာကိုခံစားတဲ့ဘာနဲ့ဘာမရှိဘူးလဲပုဂ္ဂိုလ်သတ္တဝါမရှိဘူးဘာပဲရှိလဲဝ
ဝေဒနာဒါလောက်မြင်ရင်ပရိသတ်ရေနော်သက်ကာယဒိဋ္ဌိပြုတ်တယ်ပြုတ်တာကစေတနာလေခံစားတာကဝေဒနာအဲ့ဒါလောက်ကလေးကိုပိုင်ပိုင်နေနေမြင်လိုက်ရင်သက်ကာယဒိဋ္ဌိကပယ်ပြီးသားဖြစ်တယ်သို့တော့ဘုန်းကြီးကဝိပဿနာဟောနေတာမဟုတ်လို့အဲ့ဒါရှေ့ဆက်သွားကမ္မတကာရကောနတိဝိပါကသသဝေရကောသုဒ္ဓဓမ္မပဝတ္တန္တိစေရနာနဲ့ဝေရနာဒီသဘောတရားသက်သက်နှမျိုးတို့သည်သာလင်ဥပ္ပိဇန္တိဖြစ်နေကြတာဒီတော့ဒီနေရာမှာမာနရဲ့စကားကိုသေလာထေရီကကြားပြီးတော့ပြန်ပြောလိုက်တယ်မြတ်စွာဘုရားရဲ့ရှေးကနေပေါ်နေတဲ့ဟိန္ဒူဘာသာမှာဖန်ဆင်းရှင်ကိုဘယ်သူလို့ပြောဗျမအဲ့ဒီနောက်2600လောက်ကြာတော့မှပေါ်လာတဲ့ခရစ်တော်ကတော့ဖန်ဆင်းရှင်ကိုဘာလို့ပြော God အဲ့ဒီနောက်2600လောက်ကြာမှပေါ်လာတဲ့အစ္စလမ်ဘာသာကဖန်ဆင်းရှင်ကိုဘယ်သူလို့ပြောအလ္လာဟ်ဟိန္ဒူမှာလည်းပဲဖန်ဆင်းရှင်ရှိတယ်ဗျမခရစ်ယာန်မှာဖန်ဆင်းရှင်ရှိတယ် God အစ္စလာမ်မှာလည်းဖန်ဆင်းရှင်ရှိတယ်အလ္လာဟ်ဖန်ဆင်းရှင်ကိုလက်မခံတာဗုဒ္ဓဝါဒတစ်ခုပဲရှိတယ်နော်ကိုယ်ကနှလုံးသားကြည့်လိုက်စေတနာနဲ့ဝေဒနာဘာနဲ့ပါလဲစေတနာရဲ့အပေါင်းအသင်းတွေပြောစရာအများကြီးရှိတယ်ဟုတ်လားဝေဒနာနဲ့တွဲဘက်ဒီဖတ်တာတွေဘာတွေညာတွေသင်ညာတွေပြောစရာတွေအများကြီးရှိတယ်ဒီကနေ့ညဒီလောက်ပဲထားဘုရားရဲ့ဝါဒကတော့တခုတည်းမဟုတ်ဘူးစိတ်ဝင်စားစရာသိကောင်းပြောလိုက်တော့တရားပွဲကြည့်လိုက်တော့ဘုန်းကြီးတို့ပြိဿကြီးဒီမှာခင်းထားတာတွေရောဆင်ထားတာတွေရောမိတွေရောခုံတွေရောစပွဲတွေရောကလထိုင်တွေရောအတန်ချဲစက်တွေရောတယ်လီဗီရှင်းတွေရောအကုန်လုံးပေါင်းတာကိုမှဘာခေါ်လဲတရားပွဲတခုတည်းခေါ်လို့မရဘူးနော်ဘာမှတခုတည်းမပြီးဘူးအဲ့တော့ဘုရားသခင်တခုတည်းကအကုန်တာဝန်ယူတယ်ဆိုတဲ့ကိစ္စကတော့ယုတ်တိမရှိတဲ့ကိစ္စပဲထားလေအဲ့တော့သေလာထေရီကနားထောင်ဧရိတံပကရံဘိဗံရွှေရုပ်ကလေးလိုလှတယ်အဲ့ဒါဘသူလောက်တယ်လဲကေနိတံပကရံအကံရွှေရုပ်ကြီးရေစိမ်ထားသလိုသိပြီးတော့အယုတ်ဆိုးနေတယ်အဲ့ဒါတွေကိုဘသူလောက်တယ်လဲဩမာနငါတုတ်လာပြီးတော့အနောက်ရှက်ပေးနေတာကောနုခွာယမနုသောဝါအမနုသောဝါဒေဝဝါမာရောဝါငါနဝေနာကသံဆိုးကြီးနဲ့ဩနေတာဘယ်ကောင်းလဲလူလာနလာနကန်းလားကလုံလားချိန်ချင်းကြည့်လိုက်တော့မာရောခောအယံပါပိမှာဒါမာနပဲသိသွားတယ်သိတော့သေလာထေရီပြန်ဖြေမယ်အဲ့ဒီအဖြေကအလုံးတွေတရားနာယိတံအတ္တကတံဘိဗံနာယိတံပရကတံအကံဒီနှလုံးကပရိသတ်ရေပြည့်စုံတဲ့တရားတစ်ပုဒ်နာယိတံအတ္တကတံဘိဗံရွှေရုံကလေးလိုလှနေတယ်ဘာတွေပဲလှလာတလောကလုံးမှာဘယ်နေရာဘာတွေပဲကောင်းကောင်းလှခြင်းတိုင်းလှကောင်းခြင်းတိုင်းကောင်းကြီးပွားခြင်းတိုင်းကြီးပွားချမ်းသာခြင်းတိုင်းချမ်းသာအဲ့ဒီအကောင်းတရားတွေကောင်းလာကိုနအတ္တကတံဒီစလုံးနာထောင်နအတ္တကတံအလုံးဆိုတဲ့နအတ္တကတံဘာမှလို့ပြန်ရင်ငါလောက်တယ်လို့မမှတ်နဲ့ကောင်းလိုက်တာနော်ဘာလောက်တယ်လို့မမှတ်နဲ့ငါဆိုတဲ့ကိစ္စကနေရာကဒုက္ခပေးနေတာဟုတ်တယ်မဟုတ်လားငါလောက်တာကိုတရားဘောကြီးလှလိုက်တာဘယ်သူလောက်လဲဟာကောဘောဇတလူလူနဲ့ငါလောက်တာလို့တက်လာရင်အဲ့ဒီငါကဒုက္ခပေးတော့မှာဟုတ်တယ်မဟုတ်လားနာယိတံအတ္တကတံဘိဗံရွှေရုပ်ကလေးလိုလှလှငါလောက်တယ်လို့မပြောနဲ့ငါလောက်တာမဟုတ်ဘူးငါဆိုတာကိုပြိဿရဲ့တကယ်ရှိလားခုနကပြောခဲ့ပြီးပြုတာဘာလို့လဲစေတနာ
အဲ့ဒီစေတနာကိုငါသွားလို့ရပရိသတ်ကြီးမှားပြီပေါ့ဗျာဟုတ်တယ်မဟုတ်လားနာယိတံအတ္တကတံဘိံပံလှတဲ့အရာဝတ္ထုကိုငါလုပ်တယ်လို့မပြောနဲ့ဒါဖြင့်အယုတ်ဆိုးတာတွေကိုဘယ်သူလုပ်လဲကမ္ဘာကြီးမှာယုတ်ဆိုးတာနဲ့လှတာကနည်းနည်းပဲရှိမှတင်တယ်အယုတ်ဆိုးတာကသိပ်များလိမ့်မယ်အဲ့ဒါတွေဘယ်သူလုပ်တယ်လဲဆိုတော့လိုက်ပြီးတော့ဒုက္ခတွေဖြစ်ကုန်ပြီရုပ်ဆိုးပြီးရုပ်ပြည့်ဆင်းပြည့်ဖြစ်ကုန်ပြီလဲဆိုရောအဲ့ဒီငါဆိုတဲ့လူတွေအကုန်ရှောင်သွားတယ်လေလောကကြီးမှာဖြစ်နေတဲ့သဘောတွေ့တယ်မဟုတ်လားအကုန်လုံးဘယုတ်ဘယက်ကိုယ်ရောကာယဘယုတ်ဘယက်တွေဖြစ်ကုန်ပြီပျက်စီးကုန်ပြီလမ်းတွေရောရေတွေရောမီးတွေရောဘာတွေရောတခုမှမကောင်းဘူးဆိုတော့ချင်းငါဆိုတဲ့လူတွေအကုန်ရှောင်သွားတယ်သူလှုပ်တာဒီလိုလာပဲမဟုတ်လားငါကိုလည်းလွတ်အောင်ရှောင်ရမယ်သူကိုလည်းလွတ်အောင်ရှောင်ရမယ်အစွန်းမရောက်စေနဲ့ဗါလေပါဠိလိုပြောမယ်အတ္တဇွန်းနဲ့ပရဇွန်းဗါလဲနာယိတံအတ္တကတံဗိမံရွှေရုပ်ကလေးလိုလှမ်းလှမ်းငါလှုပ်တာမှမဟုတ်ပဲနာယိတံပရကတံအကံရှုံးရောက်လို့ဆိုသူတို့လှုပ်ကြတာမှမဟုတ်ပဲငါလည်းမပါသူလည်းမရှိနော်ဘာနဲ့ဘာပဲရှိလဲလာလိမ့်မယ်နာယိတံအတ္တကတံဗိမံငါလှုပ်တာမှမဟုတ်ပဲနာယိတံပရကတံကရှုံးလို့ဆိုတာတွေကိုတော့သူတို့လှုပ်တာမှမဟုတ်ပဲဒါဖြင့်ဖြစ်တော့ဖြစ်နေပြီကောင်းတာတွေလည်းဖြစ်နေတယ်ဆိုတာတွေလည်းဖြစ်နေတယ်လှတာတွေလည်းရှိနေတယ်အယုတ်ဆိုတာတွေလည်းရှိနေတယ်ချမ်းသာတာလည်းရှိတယ်ဆင်းရဲတာလည်းရှိတယ်နှစ်ခုတည်းကြီးပဲမဟုတ်လားငါလည်းလွတ်အောင်ရှောင်သူကလည်းလွတ်အောင်ရှောင်အတ္တနဲ့ပရအစွန်းတစ်ဘက်လွတ်အောင်ရှောင်ဆိုရင်အလယ်ကသွားရမှာမဟုတ်လားဒါဗုဒ္ဓဇင်ခေါ်တယ်ဗုဒ္ဓဝါဒဘယ်ကသွားလဲအလယ်ကသွားဖျားပွင့်ပြီး2 လပဲကြာသေးတယ်ဒါစဟောတယ်မဟုတ်လားမင်္ဂလာဘုံမှာလေနားထောင်တဲ့လူအဲ့ဒီတော့က9 ယောက်ပဲရှိတယ်ဘာစဟောလိုက်တွေမေဘိကဝေလို့လေအမျိုးသမီးတွေရတယ်အမျိုးသားတွေမရဘူးတွေမေဘိကဝေဒါအမျိုးသမီးအဖွဲ့တွေမှာဒါပဲရွတ်နေတာပဲเนาะအမျိုးသားဓမ္မစကြာအဖွဲ့ရလို့ခုတိကိုတော့မကြားဘူးသေးဘူးဓမ္မစကြာအဖွဲ့ရဆိုအမျိုးသမီးကြီးပဲမဟုတ်လားရွတ်တွေမေဘိကဝေအန္တာပပစီတိနာဒသေဝိတ္ပကျေးဇူးတင်တယ်တော့ပြီသစ္စာတရားကိုရှာဖွေတဲ့ပုဂ္ဂိုလ်ထည့်လိုက်အောင်မယ်သစ္စာတရားနဲ့ငြိမ်းချမ်းရေးကိုရှာဖွေတဲ့ပုဂ္ဂိုလ်သည်အစွန်းနှစ်ဘက်ကိုလွတ်အောင်ရှောင်ကိုတက်ကပါဠိတော်ကိုဘာသာပြန်ရင်အဲ့ဒါဘာနဲ့ပါရှာဖွေတဲ့ပုဂ္ဂိုလ်သစ္စာတရားနဲ့ငြိမ်းချမ်းရေးပြောဓမ္မစကြာသုတ်တော်လုံးကသစ္စာ 4 ပါးဟောတာမဟုတ်လားသစ္စာ 4 ပါးသိပြီဆိုတော့နိဗ္ဗာန်မရဘူးလားသစ္စာတရားနဲ့ငြိမ်းချမ်းရေးဟုတ်လားသစ္စာတရားနဲ့ငြိမ်းချမ်းရေးရှာဖွေတဲ့ပုဂ္ဂိုလ်ဒီဘာရှောင်အစွန်းနှစ်ဘက်လွတ်အောင်ရှောင်အဲဒီဓမ္မစကြာပါဠိတော်မှာကတော့ဘာပြောထားလဲကာမဒုက္ခလိကာနုယောဂအတ္တကလမိတနုယောဂပြောတယ်ဒီကနေ့ဘုန်းကြီးတို့ပြောချင်တာကတော့ဘာနဲ့ပါရှောင်လဲအတ္တနဲ့ပရရှောင်ကောင်းတိုင်းငါလုပ်တယ်လို့မကြွားနဲ့ဆိုပြီးဆိုရင်သူတို့လှုပ်တာလို့ပုံမချနဲ့ဒါပဲဒါဘုန်းကြီးတို့ရဲ့ဘာသာပြန်ကတော့ဒီကနေ့ခေတ်အားလျော်စွာဒီလိုပဲဘာသာပြန်လိုက်ခြင်းတယ်ဘုန်းကြီးတို့ပြိဿကြိုက်ကြိုက်မကြိုက်ကြပဲကောင်းပြီဟိဆိုငါကြီးပဲဆိုပြီဟိဆိုဟိုကောင်းနေပဲဒီလိုဖြစ်နေတာအဲ့ဒါကြောင့်ဗာနဲ့ဗာပฏิပက္ခဖြစ်လဲအတ္တနဲ့ပရငြိမ်းချမ်းရေးဘယ်တော့မရောက်နာယိတံအတ္တကတံဗိမံဟေမနယေရွှေရုပ်ကလေးလိုလှနေတာတွေကိုငါလှုပ်တယ်လို့ဝင်မကြွားနဲ့နာယိတံပရကတံကံရှုံးရုပ်လို့ဆိုနေတာတွေကိုလည်းသူတို့လှုပ်တယ်လို့သူတစ်ပါးကိုပုံမချနဲ့
ဒါဖြင့်ဖြစ်တော့ဖြစ်နေပြီကောင်းတာရဲ့ဆိုးတာရဲ့ဆင်းရဲတာရဲ့ချမ်းသာတာရဲ့လှတာရဲ့မလှတာရဲ့ကဘာကြီးမှာနှမျိုးစီအကုန်လုံးဖြစ်နေကြတယ်အဲ့ဒါတွေဘယ်သူလုပ်တယ်လဲဘာကြောင့်ဖြစ်တယ်လဲဆိုတော့ဟေတုံပဋိစ္စသံဘူတံဒီစလုံးလေးတစ်လုံးပဲဟေတုံပဋိစ္စသံဘူတံနောက်တစ်ခေါက်နားထောင်ဟေတုံပဋိစ္စသံဘူတံဆိုတော့ဟေတုံပဋိစ္စသံဘူတံဆိုဟေတုံပဋိစ္စသံဘူတံနောက်တစ်ခေါက်ဟေတုံပဋိစ္စသံဘူတံရိုးရိုးလေးဘာသာပြန်မယ်အကြောင်းရှိလို့ပေါ်လာတဲ့အကျိုးတွေငါနဲ့သူနဲ့ဒီထက်နေရာမရှိဘူးငါဝင်လို့ဖို့သူဝင်လို့ဖို့နေရာမရှိဘူးဖန်ဆင်းရှင်တို့ရဲ့နေရာလည်းဒီမှာမရှိဘူးဘာတွေနဲ့ဘာတွေဖြစ်တာလဲအကြောင်းနဲ့အကျိုးဓမ္မစ္စည်းမပฏิပဒါပဲဟုတ်လားဟေတပဋိစ္စသံဘူတံအကြောင်းရှိလို့ဖြစ်တာဟာသေလာထေရီဆိုတဲ့မိန်းမလှလိုက်တာကွာဒါဘုရားသခင်ဖန်ဆင်းလို့လှတာမဟုတ်ဘူးလေဘာကြောင့်လှအကြောင်းရှိတယ်လှပတဲ့အကြောင်းရှိတယ်အဲ့တော့ဟေတံပဋိစ္စသံဘူတံအကြောင်းရှိလို့ဖြစ်တာအဲ့ဒါကိုသေလာထေရီကအကြောင်းအကျိုးလေးကိုလွယ်လွယ်ကလေးပြောလိုက်တယ်ယတအိညတရံဘိဇံခိတ္တိဝုဒ္ဒံဝိရုဟတိပတဝေရသင်္ဆာမကံမသိနေဟင်းစတတုပယံမနငါပြောမယ်လဲထဲမှာခြံထဲမှာຢာထဲမှာသစ်ပင်လေးတွေပေါက်ပေါက်နေတယ်အပင်ကလေးတွေအဲ့ဒီပင်လေးတွေပေါက်တာဟာဘယ်ကနေဘယ်လိုပေါက်တယ်လဲဆိုတာမင်းသိရဲ့လားဘုရားသခင်တို့ထိုင်ပြီးဒါတွေပန်ဆင်းနေကြတာမဟုတ်ဘူးငါလှုပ်တာလည်းမဟုတ်ဘူးသူလှုပ်တာလည်းမဟုတ်ဘူးတစ်မျိုးစိတ်ရှိတယ်နှစ်ကမြေရှိတယ်သုံးကရေရှိတယ်ဘယ်နှခုလဲအဲ့ဒါအကြောင်းဘာတွေရှိတယ်မျိုးရှိတယ်မြေရှိတယ်ရေရှိတယ်သုံးခုဟန်ချင်းညီပေါင်းတော့ဘာရလဲအပင်ကလေးဖြစ်လာတယ်နော်ကဲပြီးမျိုးသားရှိတယ်မြေကြီးမရှိရင်ပေါင်းအောင်မလားမြေကြီးရှိခြင်းတိုင်းရှိရေမရဘူးဆိုရင်ဟောဘယ်အပင်ပေါက်လဲမြေရရေရမျိုးရဟန်ချက်သုံးခုညီရမယ်မဟုတ်လားရံကမှာမြေဩဇာသိကောင်းတယ်ရေချောင်းတယ်ရံကမှာရေတွေအရင်ပေါ်နေတယ်ပင်လယ်ကြီးလိုပဲမြေလုံးဝမရှိဘူးဘာပင်ပေါက်လို့ရပင်လယ်ထဲဘာပင်ပေါက်လဲနော်အာမြေနဲ့ရေနဲ့တော့ဟန်ချက်ညီနေပြီမျိုးမရလို့ဘာဖြစ်လဲဆိုင်လို့မဖြစ်ပြန်ဘူးဒီလိုမဟုတ်လားဟာရံခါကျတော့မြေဩဇာလည်းကောင်းရေကလည်းအစင်သေးပဲမျိုးကရတာမျိုးညံ့ကြီးရတာပေါက်တဲ့အပင်ကောင်းအောင်မလားအာမျိုးတွေကသိကောင်းတယ်မြေဩဇာမရှိဘူးကြက်တီးကုန်းသွားဆိုင်တော့ဘာပင်ကောင်းအောင်မလဲအေးဘုရားတော်ပြိဿရဲ့အကြောင်းတရားတွေနော်အပင်တစ်ပင်ပေါက်ခြင်းရဲ့အကြောင်းတရားတွေမျိုးတွေမြေတွေရေတွေတော့ဟန်ကျဲတော့ညီနေပြီနေရောင်ကြီးမရဘူးတဲ့ဘာဖြစ်အောင်မလဲမပေါကောင်းမကောင်းမြအကုန်လုံးပြည့်စည်ကုန်မယ်လေးလေးတိုက်အောင်မှာနေရောင်ကြီးလေးရအောင်မှာနော်အဘိဓမ္မာကအဲ့ဒီလိုအကြောင်းအကျိုးသွားတာမဆင်းရှင်ဝါဒကအကြောင်းတွေအကျိုးတွေအကုန်ပြတ်ဆင်းနေတယ်မဟုတ်လားဒါဆိုရင်ဝိပဿနာသမားတွေကနားလည်ပြီးဗာဒိဋ္ဌိတွေဖြစ်ကုန်ပြီလေနော်အဲ့ဒါကြောင့်ယထာအိညတရံပိဇံခိတ္တိဝုဒ္ဒံဝိရုဟတိပထဝီရသစ္စာမာကံမသိနေသာတတုပယံလေွယ်ထဲမှာသစ်ပင်လေးတွေစိုက်တယ်ຢာထဲမှာပင်လေးတွေစိုက်တယ်မျိုးရဲ့မြေရဲ့ရေရဲ့အဓိကအကြောင်းသုံးပါးပေါင်းပြီးလို့အပင်လေးတွေပေါက်ပြီးတော့သီးတွေသီးကြသလိုပဲဧဝံဤယတုခန္ဓာစ
ခန္ဓာ၅ပါးတို့သည်လည်းကောင်းအာယရဏနိစ္စအာယရဏတရားတို့သည်လည်းကောင်းဟေတုံပဋိစ္ဆာအကြောင်းသောမကိုဆွဲပြီးတော့မှဥပ္ပေဇန္တိဖြစ်လာကြတာလို့ဗျာကရောတိဆောက်ဆိုင်မရှိဟုတ်တိုင်းမှန်စွာဖြစ်ကြတော့မူလိုက်ပါပဲတည်းအပေတပင်ရဲ့အကြောင်းရင်းဘယ်နှပါမျိုးစိတ်ကောင်းရမယ်မျိုးညံ့မလို့ဘူးနော်မြေကလည်းမြေစီမြေလွှာမြေဩဇာကောင်းရမယ်ပြီးတော့ရေကလည်းမြတ်တအောင်ပေးရမှာဒီလိုမဟုတ်လားအစိတ်လေးစိုက်ခါသာရေဒီဘုံကြီးနဲ့ဝေါ်ဆိုလောင်းချလိုက်ရင်ဟောဒီစိတ်လေးပေါက်တယ်သေးလားလွင့်ပြီးတော့မျောသွားပါပေါ့ဧဝံတတအဲ့ဒီဤအတိုင်းတဲ့ကမ္မံစကံကို၎င်းညာဏံစဉာဏ်ကို၎င်းဝရိယံစဝရိယကို၎င်းဘယ်နှမျိုးလဲကံဉာဏ်ဝရိယဆိုတဲ့အကြောင်းသုံးပါးကိုပဋိစ္ဆာဆွဲပြုပြီးတော့မှခန္ဓာစအရဏနိစ္စဓာတုစဥပ္ပေဇန္တိခန္ဓာ၅ပါးအရဏ12ပါးဓာတ်18ပါးဆိုတာတွေကဥပ္ပေဇန္တိဖြစ်လာကြတယ်လို့သေလာဒေဝီဘေကုဏီသေလာဒေဝီဘေကုဏီကမာရသမမေယပညာမေကောငောပြကရောတိဆောက်ဆိုင်မရှိဥဒ္ဓမံစွာဖြစ်ကြတော့မူခဲ့ပါပဲတည်းပရိသတ်ရဲ့အဘိဓမ္မာဘက်ကပြောနေတယ်နော်ကံရဲ့ဉာဏ်ရဲ့ဝရိယရဲ့ပြောပါရဲ့ပါရဲ့ကံဆိုတာကစေရနာပဲအေးကံဆိုတဲ့စေရနာဟာမျိုးစေ့ပဲနော်ကံဆိုတဲ့စေရနာမျိုးစေ့လေးကိုဉာဏ်ဆိုတဲ့ပါတယ်လေရေလောင်းပေးရတာနော်ဝရိယဆိုတဲ့ဘာဖြစ်လဲမြေစီပြေလွှာမြေဩဇာပေးရတာတခါတလေကံကောင်းပေမဲ့ဉာဏ်ဖြင်းတဲ့ပုဂ္ဂိုလ်ကြည်ပွားရလားဉာဏ်သိကောင်းပြီးတော့ကံကသိဉာဏ်တော်ကိုဒီပုဂ္ဂိုလ်ကြီးပွားရကံလည်းကောင်းတယ်ဉာဏ်လည်းကောင်းတယ်ဝရိယမရှိဘူးပြင်းလိုက်တာအဲ့ဒီလူကဓမ္မနတ်မအောင်စားမလားကံဉာဏ်ဝရိယဟန်ချက်ညီမှဓမ္မကောင်းကောင်းစားရမယ်နော်မျိုးမြေကြီးအကြောင်းသုံးပါဟန်ချက်ညီစွာပေါင်းတော့မှဘဝဟာဘာဖြစ်လဲအပင်လေးဟာဘာဖြစ်လဲပေါင်းလာအဲ့တော့ကံဉာဏ်ဝရိယကောင်းတဲ့ဘဝဟာလှတာပေါ့ဗျာကံဉာဏ်ဝရိယဉာဏ်ပြင်းတဲ့ဘဝဟာဘာဖြစ်လဲအယုတ်ဆိုးတာပေါ့နော်ထပ်ပြီးအကျယ်တွင်ပြောခြင်းစေတနာမှလေမေတ္တာနဲ့တွဲလိုက်လို့ရှိရင်အဲ့စေတနာဘာဖြစ်လဲလှပလာအဲ့ဒီစေတနာမှာကရုဏာနဲ့တွဲလိုက်ရင်ကောမလှဘူးလားမုဒိတာနဲ့တွဲရင်ကောအေးပြိဿကြီးအရာယဟေတုံပဋိစ္ဆာသံဗုဒ္ဓံကံဉာဏ်ဝရိယဆိုတာအကြောင်းသုံးပါးကိုဆွဲပြီးတော့ဖြစ်ကြတာဟေတုပင်ငါကံလဲဉာဏ်လဲဉာဏ်ဝရိယလဲဉာဏ်ပြီဆိုရင်တော့နိရောဇန်ဒီခွေပြောက်ချုပ်ငြိမ်းယုံသိပြီးတော့ပျက်စီးမှာပါပဲလို့သေလာဒေရိဘေကုဏီသေလာဒေရိဘေကုဏီကမာရသမမေယပညာမေကောငောဗျာကရောတိဆောက်ဆိုင်မရှိဥဒ္ဓိမှန်စွာဖြစ်ကြတော်မူလိုက်ပါပဲတည်းအလုံးပရိသတ်စေတနာဒီဟုသောကံတရားပြီးတော့ဉာဏ်ဒီဟုသောပညာဝရိယလို့ဆိုတဲ့လုံလနဲ့အထုတ်ခြင်းအဲ့ဒီသုံးခုလှပတဲ့ပုဂ္ဂိုလ်ရဲ့ဘဝဟာအလုံးလှနေမှာပါပဲကံဉာဏ်ဝရိယညံ့တဲ့ပုဂ္ဂိုလ်ရဲ့ဘဝဟာဘာဖြစ်လဲရှုံရုပ်ရေးစိမ်သလိုအယုတ်ဆွနေမှာပါပဲအဲ့တော့လှပတဲ့စိတ်ထားဟာလှပတဲ့ဘဝကိုဖန်ဆင်းတယ်ဗါတယ်လေလှပတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကလှပတဲ့ဘဝကိုဖန်ဆင်းနိုင်တဲ့အယုတ်ဆိုးတဲ့စိတ်တွေကိုမွေးထားရင်တော့ဘာဖြစ်မလဲဘဝယုတ်ဆိုးမှာဥပမာစေတနာလောဘနဲ့ပေါင်းရင်နတ်တဲ့လူရတဲ့ဘဝကိုဖန်ဆင်းမယ်စေတနာဒေါသနဲ့ပေါင်းလိုက်လို့ရှိရင်ဘာဖြစ်လဲသတ်ဖြတ်တဲ့ကမ္ဘာလောကကြီးဖြစ်လာမယ်ဒီလိုမဟုတ်လား
စေရနာကိုမောဟနဲ့ပေါင်းလိုက်ရင်တော့ဘာဖြစ်လဲမိုက်မဲတဲ့ကဘာကြီးဖြစ်လာမယ်မဟုတ်လားမောဟနဲ့ပေါင်းတဲ့စေရနာသည်လူမိုက်ကဘာကိုဖန်ဆင်းတယ်ဒေါသနဲ့ပေါင်းတဲ့စေရနာသည်ဘာဖြစ်လဲတပ်ဖြတ်နှိပ်စက်တဲ့ကဘာကိုဖန်ဆင်းတယ်လောဘနဲ့ပေါင်းတဲ့စေရနာသည်ဘာကဘာလဲငတ်ပြတ်တဲ့ကဘာကိုဖန်ဆင်းတယ်ဖန်ဆင်းခြင်းပဲမှာလဲလူတိုင်းရဲ့ယင်ထဲမှာရှိတယ်လူတိုင်းရဲ့စေရနာသည်ဒီဘဝကိုဖန်ဆင်းကြတာပဲဒီလိုမဟုတ်လားအဲ့ဒီစေရနာတို့ကံတို့ဉာဏ်တို့ဝရိယတို့ကိုငါလို့ပြောလို့ရသလားသူလို့ပြောလို့ကိုရသလားနာယိတံအာတကတံဗိမာန်ငါလည်းမလုပ်ဘူးနာယိတံပရကတံအကံသူလည်းမလုပ်ဘူးဒါဖြင့်ဒါတွေဘာကြောင့်ဖြစ်တယ်လဲလှတာတွေဆိုတာတွေဟေတုံပဋိစ္စသံဗုဒ္ဓအကြောင်းရှိလို့ဖြစ်ကြတာအကြောင်းနဲ့အကျိုးပါပဲလို့သီလဒေတိဘိက္ခုနီသီလဒေတိဘိက္ခုနီကမာရသမမေရဲ့ပညာမေခွန်းကိုဗျာကရောတိစုံဆိုင်မရှိဥဒ္ဓမှန်စွာဖြည့်ရှင်းတော်မူလိုက်ပါပဲသတည်းချော့ပြီးတော့နတ်ပြည်ခေါ်မယ်ပေါ့ချော့ပြီးတော့ကြောက်လို့ရှိရင်လည်းပဲဘဝပျက်စီးသွားမယ်ပေါ့စေရနာဆိုတဲ့မေးလာတဲ့မန္တရဲ့ဘေကုံးကိုသီလထေရီကအကြောင်းအကျိုးနဲ့စနစ်တကျဖြေလိုက်တယ်မန္တကြီးနတ်ပြည်ခေါ်မယ်ဆိုတဲ့အကျဉ်းစီကပြိဿကြီးအောင်မြင်ရဲ့လားချောက်လို့လည်းမရချော့လို့လည်းမရရဲ့မိမတယောက်ရဲ့စိတ်ထားကိုအားလုံးကြောက်တုံးကြောက်ဆိုင်ကြောက်ခဲလို့ခိုင်မာတဲ့သမာဓိရှင်မိမတယောက်ကိုဘုန်းကြီးတို့ပြိဿကြီးဒီကနေ့ညသိကြရပြီအားလုံးသောတရားချက်ကသူတော်စင်အများဖြင့်မျိုးသမီးတွေကြီးပဲသီလထေရီရဲ့စိတ်ထားမျိုးမွေးကြလို့အားလုံးကိုတက်တွန်းပြီးတော့ဘုန်းကြီးတို့ရဲ့ဟောပြောပွဲကိုဒီကုန်းချုပ်ပြီးယေသောပယုတ်တာမနတာဒံလေနနေကမိနောဂေါရမသာသနာမိဒေပတိပတ္တမတံဝိကရှလတ္တာမုဒာနေဗုဒိဘုံဇမာနာဣဒာမိသံဃေယရဏပဏိတံဣတိနာသစ္စေနာသုဝတိဟောတုဂေါရမသာသနာမိဂေါရမရှင်တော်ဘုရားရဲ့သာသနာတော်မှာရေခြင်းယန္တာသခင်ရှင်သူများကြီးတို့သည်သုပယုတ်တာဒံလီနာမနတခိုင်မြဲသောစိတ်ဓာတ်ဖြင့်သုပယုတ်တာလွန်စွာကျိုးကုန်အာထုတော်မူကြတဲ့အတွက်ကြောင့်နေဂာမိနောဘဝဝကလွတ်မြောက်တော်မူကြကုန်ပြီပါတိပါဒာယပြီးရောက်ပြီးသောရတ္တမေရတ္တဘောရှိကြကုန်သောဒေတောယန္တာသခင်ရှင်သူများကြီးတို့သည်အမတံဝိကရှအာယုံယူသောအဖြစ်နိဗ္ဗာန်ကိုအာယုံပြုသောအဖြစ်နိဗ္ဗာန်ကိုရယူတော်မူနိုင်ကြကုန်သည်ဖြစ်၍လတ္တမုဒ္ဒပစ္စည်းတရွေသားများမကုန်ကြပဲရရှိတော်မူကြကုန်တဲ့အတွက်ကြောင့်နိဗ္ဗုတေငြိမ်းချမ်းစွာသောနိဗ္ဗာန်ရဲ့ရတာကိုဘုံစမာနဘုံစံဒီသုံးဆောင်ခံစားတော်မူနေကြလေကုန်၏သံဃေသံဃာတော်မြတ်၌ဣဒံမိယရဏံယရဏဟုသိတာပွဲကောင်းတဲ့ဤကုံဤအပေါင်းသီလိပဏိတံထုကဲ့မွန်မြတ်ပါပဲ၏ဧတေနာသစ္စေနာဤသောနှုတ်သံဖော်ထုတ်ပြန်၍ဟုတ်မှစွာဆိုရတဲ့ဤသစ္စာစကားကြောင့်သုဝတိဟောတုသတ္တဝါတွေချမ်းသာကြပါစေတည်းကဲအလုံးစုံဣဒံမေပုံညာဘောရိညာဏတပိစယောဟောတုအရှင်ဘုရားဘုရားတပည့်တော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာဤကောင်းမှုသည်ဘောရိညာဤအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဖို့ကို